အားလုံးပဲမင်္ဂလာပါခင်ဗျာအခုဖတ်ပြမှာကတော့စာရေးဆရာမမိချမ်းဝေရဲ့လာရောင်ကြောက်တဲ့ငါးဆိုတဲ့ဝတ္ထုတိုလေးပဲဖြစ်ပါတယ်ကျွန်တော်ကတော့လင်းခံဖြစ်ပါတယ်ခင်ဗျာလာရောင်ကြောက်တဲ့ငါးလာစုပ်ရဲ့ရောက်လာပြီမို့ကျုပ်တို့လုပ်ငန်းစရတော့မယ်ဒါကြောင့်ကျုပ်နဲ့လုံသမား၄-၅ယောက်ဟာအလုပ်ရှုပ်နေတာပေါ့ငါးဖမ်းထွက်ဖို့အတွက်ပိုက်အဟောင်းတွေဖာထေးပြင်ဆင်နေရလေကျုပ်ရဲ့ငါးဖမ်းပိုက်ကိုဝိုင်းချုပ်ပိုက်လို့လည်းခေါ်တယ်။ပိုက်အောက်မှာရှိတဲ့အောက်ခြေကျိုးကွင်းတွေရှုံကျိုးတွေကိုပိုက်အောက်ခြေမှာဆုလိုက်တာနဲ့ငါးတုပ်လုံးမထွက်နိုင်အောင်ဝိုင်းချုပ်ဖမ်းနိုင်တဲ့အတွက်ဝိုင်းချုပ်ပိုက်လို့ခေါ်တာပါ။အောင်မိုးကြီးအနတ်သက်ကျိုးကိုကြည်အောင်ဟေ့တောက်မစီနော်။ဝိုင်းချုပ်ပိုက်မှာသုံးလက်မလုံးပတ်ရှိတဲ့အနတ်သက်ကျိုးဟာတောင့်တင်းခိုင်ခန့်ဖို့လိုတယ်။ပခုံးနဲ့လက်မှာရှိတဲ့ခြေခွက်တွေကိုလည်းစစ်ကြည့်အောင်ဟေ့ကျဲနေပြက်နေတာရှိရင်တခါတည်းဖာတန်ဖာရက်တန်ရက်ရအောင်ကျုပ်ကသူတို့ကိုလည်းညွှန်ကြားပိုက်အိတ်လို့ခေါ်တဲ့ငါးအများဆုံးစုမှုရည်နေရာကပိုက်ကွက်တွေအပေါက်အပြဲမရှိအောင်စစ်ဆေးနေတယ်ဒီအချိန်မှာမောင်ချိုနဲ့မောင်ညိုညီကိုကဖော့ကျိုးမှာတတ်ထားတဲ့ဖော့သီးတွေခိုင်မခိုင်မြဲမြဲစစ်ဆေးနေကြတယ်ဖော့သီးမမြဲလို့အပေါ်ကျိုးရေမြုပ်သွားရင်ပိုက်ပါမြုပ်ပြီးမို့ငါးလွတ်သွားမှာမဟုတ်လားပြီးရင်ပိုက်ရောက်ပိုင်းမှာရှိတဲ့ခဲသီးကိုတော့ကျုပ်ကိုယ်တိုင်ဆက်ရအောင်ပါပိုက်ဟာရေလဲမြုပ်ရမယ်ပိုက်တစ်ခုလုံးနဲ့မြုပ်เสียမလိုဘူးဒီအတွက်ချိန်ဆလှုပ်ထားတာဖြစ်လို့အချိန်ဆမှန်ဖို့လိုတယ်ရှုံကျိုးနဲ့ရှုံဝင်းတွေကတော့အကောင်းပကတိတွေမှုတိတ်ဆက်เสียမလိုတော့ဘူးညနေဆောင်တော့ကျုပ်ပိုင်တဲ့ငါးဖမ်းမော်တော်တင်ကြီးတဲ့ကိုဆင်းပြီးရေခဲပေါင်2000လောက်ထက်ငါးအုပ်ကိုတွေ့ရင်ပိုက်ဝိုင်းဖို့အတွက်အလျား၄လံအနံ၄လံလောက်ရှိတဲ့လှေကလေးနှစ်စင်းကိုလည်းမော်တော်ပဲ့ပိုင်းမှာခြိထားအလုပ်သမားတွေစားဖို့တောက်ဖို့စံစီစားရိတ်ခါတွေချဒါဆိုရင်ငါးဖမ်းထွက်ဖို့အစင်သက်ဖြစ်ပြီလေလာတချမ်းဆောင်လေးကရေပင်ကျဲကိုငုံကြည့်နေတဲ့အချိန်မှာကျုပ်တို့အားလုံးတင်ကြီးပေါ်ကိုရောက်ခဲ့ကြပြီအဘမှန်လို့အားလုံးကခေါ်တဲ့ကျုပ်အပါဝင်ငါးဖမ်းအဖွဲ့သားက21ယောက်ပေါ့အလျာ84ပေအနံ10ပေရှိပြီးမြင်းကောင်ရီအား40ရှိတဲ့ဆက်တက်ဆွဲမော်တော်တင်ကြီးဟာကျုပ်လုပ်ငန်းမှာမငီးမညူဒိုးတူပေါင်ဖက်လက်တွဲလာတဲ့ရဲဘော်ရဲဘက်ကြီးပဲပေါ့ကျုပ်မိဘလက်ထက်ကလေးကငါးဖမ်းလာတာအခုအသက်60ကျော်ပြီငါးဖမ်းတော့မယ်အရင်ကလိုမဖြက်လက်တော့လို့ရေထဲမစင်းရပေမဲ့ကျုပ်မပါပဲမော်တော်ထွက်လို့မဖြစ်ဘူးကျုပ်ဟာငါးဖမ်းမော်တော်မှာအရေးပါဆုံးငါးကြည့်စရာဖြစ်နေလို့ပါပဲငါးကြည့်စရာဘွားကိုတော့တော်ယုံတဘာနဲ့ရလိမ့်မယ်မထင်နဲ့လုပ်ငန်းတွေ့ကြုံနဲ့ပင်လယ်ပြောနှစ်တွေဟာကျုပ်ရဲ့အရေးသွေးတွေကိုအယောင်တင်ပေးခဲ့တဲ့အရာတွေပေါ့ခတ်တာကကျုပ်ရဲ့ရေမုတ်ဆိုးအမွေကိုဆက်ခံမှုမျိုးဆက်မရှိတာကိုကျုပ်နည်းနည်းကလေးမှဘဝင်မကြဘူးကျုပ်မှာတားထောက်သမီးကန်ရှားပါတာလည်းပါတာပေါ့ကျုပ်ရဲ့တူဦးရီတော်သမီးကမြို့မှာအိမ်အောင်ကြာပြီးသမီးတွေကြီး၄ယောက်မွေးပြီးမှငယ်ဆုံးသားလေးတစ်ယောက်မွေးတယ်ဒီသားဟာကျုပ်မြေးပေါ့ကျုပ်မြေးလို့မပြောချင်တော့အောင်စိတ်တိုင်းမကြတဲ့မြေးပါအမရီကြားမှာကြီးလာရလို့လားမသိဘူးဒီကောင်စိတ်တက်ကခက်ပြော့ရဲ့ကိုလုံးကိုပန်ကလည်းမထွားကြိုင်းလာဘူးအားရင်ဂီတာတောင်နဲ့တွားလျာသူ့အုံလီကက်ဆက်ဆိုလားဒါကြီးကပါသေးတယ်အထဲကထွက်လာတဲ့အတန်တွေကအာကောင်ချစ်ပြီးអော်နေတဲ့အတန်တွေတီးလုံးတွေကလည်းစူးလို့ညံလို့ကြည်ပါလားဒီကောင်လာကလေးတစ်ချမ်းဆောင်မှာဘာမှမသိတဲ့ဂီတစူညံတန်တွေနာကန်နေလိုက်တာကျုပ်တို့ငငယ်ကနားမှာဆွဲခဲ့တဲ့ရမုံနာပတ်ပြိုးတို့ခေဟောင်းတီးကိုတငါးတို့ဆိုရင်တော့လက်ရှိအနေထားနဲ့စီလျော်အောင်မယ်သူ့မိကသူ့သားဟာ10တန်းကိုလည်းနှစ်ခါကြဟိုလပေးဆိုင်ထိုင်စကားပြောဒီလမ်းတောင်အုတ်ခုံမှာထိုင်ဂီတာတီးလုံနေလို့လက်ကြောတင်းအောင်ဆိုပြီးကျုပ်စီပို့ထားတာဒီမှာတော့ကျုပ်မြေးဆိုပြီးအခွင့်တူးမပေးဘူးအားလုံးကဒန်းတူအများနေသလိုနေအများစားသလိုစားဝိုင်းလို့ဝိုင်းစား
အာရင်ဂီတာတီးချင်တီးစူညံတာကြီးဖွင့်ချင်ဖွင့်လွတ်လပ်ခွင့်ပေးတယ်နာမည်ကတော့ဝေလာတယ်ဟာသူ့မိစစ်ကူးရင်ပြီးပေးထားတဲ့နာမည်လေမကြခင်မဲ့ဒင်ကြီးဟာပင်လယ်ဘက်ကိုစတင်ထွက်ခွာလာတော့တယ်လိုင်းလီအကာအကွယ်ကောင်းယူပြီးကျွန်းတွေကိုခို၍ခုံမောင်းနေတဲ့ဒင်ကြီးဘော်ကကျုပ်တို့ဟာပလာတူးဆိုတဲ့ငါးကိုဖမ်းကြမှာဖြစ်ပါတယ်ဒီပလာတူးကိုဘိတ်ဖက်မှာတော့ရှမ်းမတူးလို့လည်းခေါ်ပါတယ်ပလာတူးဟာလာရောင်ကိုမနှစ်သက်တဲ့အပြင်အပူဓာတ်ကိုလည်းကြောက်တဲ့အတွက်ယခုလိုနွေရာသီမှာညနက်မှရေပေါ်ပေါ်လာလေးရှိတယ်တခုကောင်းတာကပလာတူးဖမ်းရမှာရေတက်ရေကျကိုစောင့်ကြရမလို့ပဲလာရောင်သာအဓိကဖမ်းထားရမှာပဲရေစမ်းကျိုးခွေနဲ့အလုံများနေတဲ့ရေစရာကရေအနက်15လန်လို့អော်လိုက်တယ်ဆိုရင်ပဲငါးကြည့်မျောစင်ရှိရာကျုပ်မြီးဝေလာကိုခေါ်ပြီးတက်လာခဲ့တယ်ကျုံတော့ဘဟုတုတရစေခြင်းတဲ့သဘောပါဝေလာကတော့ကျုပ်ကိုကြောက်လို့ပဲလားသူ့မိစကားမဖဲကြားခြင်းလို့ပဲလားတော့မသိဘူးချစ်ကန်ကန်မလို့ရှာဘူးစင်မော်ရောက်တော့လာတချမ်းဆောင်ကလေးရဲ့အယောင်ကရေပေါ်မှာမှိန်ပြပြလေးရဲ့ပလာတူဟာလာရောင်ကိုကြောက်တဲ့ငါမှုလာစုပ်ရဲ့ရွေးလာကြတာကိုတကယ်လို့ဒီချိန်ဟာအလင်းရောင်ရှိရဲ့နေ့ချိန်ဆိုရင်ရေပြင်ထက်မှာငှက်တွေဝဲပြီးအောက်ကိုဆိုက်ချနေတာတွေ့ရမယ်ဒီလိုအနေထားမျိုးမတွေ့ရင်ပပလေရေပြင်ထက်ရေရောင်ပိုပြီးနှက်တဲ့နေရာကိုရှာရမယ်နောက်တစ်ခုသတိထားရမှာကရေပြင်ပေါ်မှာရေပွက်ကြီးထနေရင်လေအဲ့ဒီနေရာမှာငါအုပ်ရှိနေတတ်တယ်အဘကြီးဟိုးမှဝုန်းတောက်နေတဲ့ဟာတွေဘာပါလဲဝေလာကလူငယ်မျက်စိနဲ့မို့ကျုပ်ထက်အမြင်အားကောင်းနေပါရောလားဟေးဟုတ်ပါရဲ့ဒါဟာငါးအုပ်ဧကန်ရှိမဲ့နေရာပေါ့ညကားဆိုရင်ငါရဲ့ကြောပိုက်မှာရှိတဲ့တောက်ပတဲ့ရေကုန်တွေကြောင့်ရေမှာပါအယောင်တောက်နေတာအဲ့ဒီအောင်မှာပလာတူးငါးအုပ်ဧကန်ရှိရမယ်နေအောင်ပိုက်ကိုအရင်မချနဲ့အောင်ပိုက်ကိုဘလို့နေရာကစချမယ်ဆိုတာကျုပ်ဆုံးဖြတ်အောင်မယ်မှတ်ထားလူလေးကြီးတကယ်လို့နေရောင်ကြီးအောက်မှာဆိုရင်ပိုက်နှစ်ခုဆက်တွေ့ဆုံမဲ့နေရာဟာငါးအုပ်နဲ့နေရောင်ကြီးကြားကတဒန်းနဲ့ဖြစ်စေနဲ့ကွယ်တဒန်းနဲ့ကြရင်ငါးတွေပိုက်ဆက်ကနေထွက်သွားနိုင်တယ်နောက်တစ်ခုကပိုက်ချတော့မယ်ဆိုရင်လေကိုလည်းသတိထားရအောင်မယ်ပိုက်ဝိုင်းပြီးတဲ့အခါမှာငါးဖန်ဆက်လေကလေးဟာလေချောင်းအောက်ဖက်မှာရှိရမယ်ဒါမှလေဟာငါးဖန်ဆက်လေကလေးကိုပို့ပြီးရွေ့စေမယ်မဟုတ်လားနောက်ဆုံးတစ်ချက်သတိထားရမှာကရေစီးပဲပိုက်ဝိုင်းပြီးတဲ့အခါလေကလေးဟာငါးအုပ်ရဲ့ရေညာကနေဖို့လိုတယ်ရေဟာမော်တော်ထက်ပိုက်ကိုပိုဆွဲစေနိုင်လို့ပေါ့ဒီအနေထားကတော့အကောင်းဆုံးအနေထားပဲကဲကြည့်နေအဘဒီကနေပိုက်ဆွဲသမားတွေကိုအချက်ပေးလိုက်မယ်ဟေးပိုက်ဝိုင်းမယ်လေဆက်တတော့ဟေးကျုပ်အမိန်ပေးလိုက်တယ်ဆိုရင်ပဲပိုက်ဆွဲသမားတွေဟာမော်တော်ပဲ့ပိုင်းမှာကျိုးနဲ့ချီဆွဲလာတဲ့လေကလေးနှစ်စင်းမော်တက်ကျိုးဖြုတ်ငါးအုပ်ရှိရာလင်းလင်းလက်ရေပွက်ထနေတဲ့နေရာကိုလှော်သွားကြတယ်တွေ့လားငါးအုပ်အနားရောက်လို့ရေထဲကိုပိုက်ဆချပြီးဆိုမှလေနှစ်စင်းကိုတွဲထားတဲ့တန်ခွင်းတွေကိုဖြုတ်လိုက်ပြီးငါးအုပ်ပါအောင်လေနှစ်စင်းနဲ့ပိုက်နှစ်ဖက်ဖြန့်ပြီးပိုက်ဝိုင်းရတယ်ကြည့်နေသူတို့မော်တော်စီပြန်လာကြတော့မယ်လေနှစ်စင်းနဲ့ပိုက်သမားတွေဟာပိုက်ကိုတဖြည်းဖြည်းဝိုင်းလာပြီးငါးအုပ်တအုပ်လုံးဝိုင်းမိတာနဲ့တပြိုင်နက်တည်းလေနှစ်စင်းထဲမှာလူတချို့မော်တော်ပေါ်တက်လာကြတယ်တချို့လေထဲမှာကြံခဲ့ကြတယ်ဒီအချိန်လေဘောကပိုက်ဆွဲသမားတွေဟာပိုက်လက်များနဲ့အောက်ရှုံကျိုးနှစ်ဖက်ကိုဆွဲယူလိုက်တယ်ဆိုရင်ပဲပိုက်အောက်ပိုင်းရှုပ်သွားပြီးငါးတွေဟာပိုက်အောက်ကဘလို့မှမထွက်နိုင်တော့ဘူးပေါ့အဲ့ဒီအခါမှာပိုက်ကွက်စိတ်ပြီးခြီလုံးကြီးခိုင်ခန့်တဲ့ပိုက်ရဲ့အလဲအိတ်ဖက်ကိုစနစ်တကျရောက်အောင်ရွှေ့ပြောင်းရတာကတော့ပညာသားပါလာတဲ့အစုံသက်လုပ်ရက်တစ်ခုပဲပေါ့ဝီလာဟာအခြားလှေသားများနဲ့အတူပိုက်အိတ်ထဲမှာပါလာတဲ့ငါးတွေကို
ငါးခတ်ခွက်နဲ့ခတ်ပြီးမော်တော်ဦးပိုင်းကငါးလောင်ကန်တွေကိုခတ်ထည့်နေတော့တယ်ငါးတွေအများကြီးမြင်တော့လဲလောဘစောနဲ့ဒီအကောင်လက်သွက်လာပါလားအဘကြီးငါးတွေအများကြီးပဲဗျအကောင်4-5 သောင်းလောက်ရှိမယ်ထင်တယ်ဘယ်ကမလဲတားရဲ့ပိုက်တစ်ခါဝိုင်းမိရင်အကောင်8 သောင်းထိရတတ်တယ်တန်ချိန်နဲ့ဆို10 တန်နဲ့တန်20ကြားပေါ့တခါတလေတိတ်ကြီးတဲ့ငါးအုပ်နဲ့တိုးမိရင်ပိုက်ကွဲမှဆိုလို့ဝိုင်းထားတဲ့ပိုက်ကိုဖွင့်ပြီးငါးတွေကိုပြန့်လွတ်ပေးရသေးတယ်နှမျောစရာကြီးအဖရာပိုက်ဆချတဲ့အချိန်ကစပြီးငါးအုပ်ကိုဝိုင်းမိတဲ့အချိန်ထိကျွန်တော်နာရီကြည့်ထားတာတနာရီနီးပါးပဲကြာတယ်ငါးတွေမော်တော်ထဲရောက်ဆိုတော့3 နာရီလောက်ကြာတာပေါ့ဒီလောက်အချိန်တောတွင်းမှာငါးတွေအများကြီးရလိုက်တာစိတ်ဝင်စားဖို့ကောင်းတယ်အေးမင်းစိတ်ဝင်စားလာပြီလားမင်းစိတ်ဝင်စားဖို့ပဲလိုတယ်ဒီငါးတွေဗိတ်မှာအစိမ်းသွားရောင်းရအောင်မယ်တခါတလေတဝဲကိုလည်းတည်ပြီးရောင်းတယ်ပလာတူးကရေခဲစိန်ထားရင်4 ရက်ပဲခံတာဒါကြောင့်ရောင်းမကုန်တဲ့ငါးတွေကိုမုတ်ကန်နဲ့ထည့်ငစနယ်လုပ်ပြီးမော်လမြိုင်ရန်ကုန်ဘက်ပို့သေးတယ်ဝေလာဟာကျုပ်ရဲ့ပလာတူးဈေးကွက်စည်းဝါးရေးကိုစိတ်ဝင်စားနားထောင်တယ်ဒီအတိုင်းဆိုဒီကောင်တိတ်ဒုံဝေးဘူးပဲမင်းမှတ်ထားအချေးကွန်အယောင်လက်နေတဲ့ငါးတွေဟာကယ်လ်ဆီယမ်နဲ့ပရိုတင်းဓာတ်တွေပါဝင်နေလို့အရသာရှိပြီးလူကြိုက်များတာပေါ့စောစောကအဖပြောတော့ဒီငါးတွေကိုတဝဲမော်လမြိုင်ရန်ကုန်ဘက်ပို့ရတယ်ဆိုတော့ဒီငါးတွေအဲ့ဒီမြို့တွေနဲ့နီးတဲ့ရေပြင်မှာမရှိဘူးလားမရှိဘူးဒီငါးတွေဟာဗိတ်ကျွန်းစုမှာသာတွေ့ရတယ်ဒါဟာဒီငါးရဲ့လိုအပ်ချက်သဘာဝအခြေအနေတွေကဗိတ်ကျွန်းစုမှာသာရှိလို့ပေါ့ဗိတ်ကျွန်းစုဟာမိုးဒဏ်လေဒဏ်ကိုကာကွယ်တဲ့ကျွန်းစုကျွန်းငယ်တွေပေါ်တယ်ပင်လယ်ရေတိမ်ဝိုင်းရံထားတဲ့အတွက်မြေဩဇာဓာတ်တို့အထက်အောက်အလွယ်တကူလှည့်ပတ်နိုင်လို့ငါးစာဖြစ်တဲ့ရေမော်ရေညှိတွေပေါ်တယ်ဗိတ်ဝင်းချင်းပင်လယ်ရေပြင်ရဲ့အောက်ခံမြေဟာလည်းရွှွန့်နှုံးမြေဖြစ်လို့ရွှွန့်စားတဲ့ပလာတူးကိုအများဆုံးတွေ့နိုင်တာပေါ့ဒါဆိုရှမ်းကန်ဆိုတာထိုင်းကိုပြောတာဖြစ်ပါတယ်ထိုင်းမှာရောရှိရလားအဖရဲ့ထိုင်းမှာတော့မတွေ့ဘူးထိုင်းကမ်းခြေမှာတထုတွင်းနေကြောက်တဲထူတက်ပြီးရွှွန့်ညွန်မရှိလို့ရွှွန့်စားတဲ့ပလာတူးတွေမနေနိုင်ပဲမြမပင်လယ်ပြင်ထဲရောက်လာကြတာပေါ့တားကိုအပါတစ်ခုပြောဦးမယ်ဒီလုပ်ငန်းဟာဝိုင်းလုပ်ဝိုင်းစားလုပ်ငန်းပဲလူလေးရကိုတူးတဲ့အမျက်ရချင်လို့မရဘူးမော်တော်မောင်းနဲ့ဆက်စီဖို့ရေခဲဖို့ဟင်းလျာဘိုးတွေနှုတ်ပြီးရင်လုံသမားတွေကိုအဆင့်လိုက်ခွဲဝေပေးရအောင်ပါပင်လယ်ပြင်မှာစားမကုန်တဲ့ငါးပစုံတွေပေါ်တယ်လို့ပင်လယ်မုတ်ဆိုးတယောက်ဖြစ်ဖို့ဆိုတာလေခန္ဓာရည်ရှိမှုစိတ်သက်ကြံ့ခိုင်မှုတွေပြည့်စုံရအောင်မယ်မင်းကိုပါပြောချင်တဲ့ပင်လယ်ပုံမြင်တွေကတော့အများကြီးပေါ့ဥပမာပင်လယ်ဓမြတွေအကြောင်းပင်လယ်ဓမြတွေနဲ့တွေ့တဲ့အခါဘယ်လိုခုခံရမယ်ကာကွယ်ရမယ်ဘယ်လိုရှောင်တိတ်ရမယ်ဆိုတာတွေပေါ့ပြီးတော့မင်းခဏခဏမင်းနေတဲ့ပင်လယ်တွေကကြောက်တောင်တွေပေါ်မှာရှိတဲ့ဇီဝဆိုးငှက်ကလေးတွေအကြောင်းရင်ငန်းသားနဲ့လှုပ်တဲ့လေပေါ်မှာနေပြီးပလဲငုတ်တဲ့စလုံးလူမျိုးတွေအကြောင်းအဘပြောတဲ့ပင်လယ်ပုံမြင်တွေကိုလည်းနားထောင်ပင်လယ်အတွေ့အကြုံကိုလည်းစီးပူးလောလောဆယ်တော့ငါမြေးကိုပင်လယ်နဲ့ရင်းနှီးအောင်လေ့ကျင့်ရင်ရေချောင်းပြင်တာတွေသင်ပေးရအောင်မယ်ကျုပ်ပြောတာကိုဝီလာဟာငြိမ်ပြီးနားထောင်နေတယ်သဘောပေါက်လို့လားသဘောမပေါက်လို့လားမြို့ကိုပြန်တော့မယ်လို့ပဲထပြောလိုက်မှလားစိတ်တောင်ပူသွားတယ်ဒါပေမဲ့ဒီကောင်ကကြုံမထင်တဲ့စကားကိုကောက်ပြောလိုက်တယ်စိတ်လိုက်အဖကျွန်တော်အဘမြေးပါတယ်ကြိုက်ပြီရုပ်ရှင်ဒီကဗျာရတဆုံမဂ္ဂဇင်းဖေဖော်ဝါရီလ1998ခုနှစ်